nó sẽ được trình đuổi bỏ nó đặc quả con đi bỏ đặc quả con ở đó thông là đánh đã kèm bi mà ya mà bỏ nó cho nó đi má bà mình đi cả bỏ nó cho nó đi má bỏ xe quay mù lì bỏ nó thì tông lông cú đấy cú bảo quá lý lục bảy đấy thì tông lông chọc bảo quá tiệt lục bảy đấy thì tông lông shit bảo quá tông lông bảy thì tông lông shit bảo quá tông lông bảy đấy bỏ nó ở đó biểu trên là thì tông lông cú bảo quá lý thì tông lông chọc bảo quá tiệt thì tông lông shit bảo quá tông thì tông lông shit bảo quá tông ở đây đó thì tông lông cú thì tông lông chọc thì tông lông shit thì tông lông shit ở đây cú chọc shit đều cho nó ra đi mà cú chọc shit số này cho nó đã shit thấy bỏ nó cú bảoว่าလေးလို့ပိတ်တယ်လေးပါว่าကိုလို့ထိတ်ဖြစ်တယ်ဗောနော်6ပါว่า1လို့ပိတ်တယ်1ပါว่า6လို့ထိတ်ဖြစ်တယ်ဒီ3လုံး10ပါว่าကို3လို့ပိတ်တယ်3ပါว่าကို10လို့ထိတ်တယ်ဒီ3လုံး10ပါว่าကို3လို့ပိတ်တယ်3ပါว่าကို10လို့ထိတ်မယ်ဗောနော်ဒါကတော့10ကွက်ထဲကနေတစ်ကွက်ရွေးချယ်ပေးတာဗောနော်တကယ်လို့အဲ့နမူနာတိုင်းလေးကျွန်တော်အခုပြမဲ့10ကွက်မူလေးကိုကြိုက်နေတိုင်လဲထိုးဗောအဲ့တော့ကျွန်တော်တို့ကဒီမှာ9688ဆိုတဲ့ကဏ္ဍကိုမနေ့ကကိုညီနဲ့ယူပြီးပြီဆိုတော့ဒီနှစ်တက်ထိတ်စီးရပြီပေါ့ဗျာအဲ့တော့6ထိတ်လို့ဝင်တာနဲ့အဲ့ဒီ6ကိုတဲ့အဲ့ဒီ6ကိုဘယ်လို6မလဲဆိုတော့အဲ့ဒီ6ကိုတဲ့ဒီက9နောက်ပိတ်လေးနဲ့ဒီနှလုံးလေးနဲ့6လို့သူကပြန်ဖြစ်တယ်ပေါ့နော်6လို့ပြန်ဖြစ်တယ်6ထိတ်လေးကိုတဲ့ဒီက2နောက်ပိတ်လေးနဲ့ဒီနှလုံးပေါင်းချင်းလေးလေးနဲ့6လို့ပြန်ဖြစ်တယ်အဲ့တော့8ထိပ်လေးကိုလည်းဒီက4နောက်ပိတ်လေးနဲ့ဒီနှလုံးပေါင်းချင်းလေးလေးနဲ့8လို့ပြန်ဖြစ်တယ်ပေါ့နော်အခုကျွန်တော်တို့ဒီဘက်မှာ8ထိပ်လို့ဝင်ခဲ့ပြီဆိုရင်တဲ့ဒီက1နောက်ပိတ်လေးနဲ့ဒီ3လုံးပေါင်းချင်းခွန်ပေါ့နော်8ဖြစ်ဖို့အတွက်ဆိုခွန်ဆိုတော့ကျွန်တော်တို့9နောက်ပိတ်ထည့်ရမှာပေါ့အဲ့တော့ကျွန်တော်တို့ဒီ3လုံး9ပါဝါ4လို့ပိတ်တယ်4ပါဝါကို9လို့ထိတ်တာနဲ့အဲ့ဒီကိုဒီ3လုံး9လို့ဖြည့်ပြီးပြီဆိုရင်တဲ့ခါကိုလည်းသူကဒီ6ပိတ်6ခါနှလုံးပေါင်းချင်း2လေးနဲ့ခွန်ခါလေးနဲ့ဒီ9လို့ပဲလိုက်ဖြစ်တယ်ပေါ့နော်ဒီ6ကိုဒီ3လုံး6လို့ဖြစ်ပြီဆိုရင်တဲ့ဒီနှလုံးခွန်နဲ့9လေးနဲ့ကိုလည်းအဲ့ဒီ6ကိုပဲပြန်ဖြီထားတယ်ဒီ8ကိုလည်းဒီ3လုံး8လို့ဖြီတယ်လို့ပေါ့နော်ဒီနှလုံး9ကိုလည်း9ခါလေးနဲ့8လို့ပြန်ဖြီထားတယ်ပေါ့အခုကျွန်တော်တို့8လို့ဝင်မယ်ဆိုရင်ဒီ3လုံး8လို့ဖြစ်ရင်ခါကိုလည်းသူကဒီနှလုံးပေါင်းချင်း9လေးနဲ့9ခါလေးနဲ့ပေါင်း8လို့ပြန်ဖြစ်မယ်ဆိုတော့တကွက်ထဲကြိုက်တဲ့လူတွေက4ပင်ကပ်ပေါ့နော်ကံပေးရင်လည်းယူပေါ့899တဲ့ပေါ့ကျွန်တော်ကတော့လောလောဆယ်ကိုရီမတွေအတွက်တကွက်ကောင်းတင်ပေးလိုက်ပါလဲအားလုံးကံကောင်းကြပါစေเนาะ